ဒီနေ့မှာတော့နှစ်ယောင်ဝိညာဉ်စင့်ခေါ်သူဆိုတဲ့ဖန်တစီဇလန်ကောင်းလေးတကားအကြောင်းကိုပြောပြပေးသွားမှာပါဇလန်ကကိုကျော်ဆိုတဲ့လူငယ်လေးတစ်ယောက်နဲ့စတင်ပါတယ်သူကကဘာသေးတစ်ခုမှပြန်လဲမွေးဖွားလာသူပါသူကနှစ်ဖျားတစ်ပါးရဲ့အမားကြောင့်တီးဆုံးသွားခဲ့ရတာမလို့အစားထိုးအနေနဲ့နောက်တစ်ဘဝမှာကိုလိုချင်တဲ့စွမ်းရည်တွေကိုစိတ်ကြိုက်ရွေးချယ်ခွင့်ရခဲ့ပါတယ်ကိုကျော်နိုးလာတဲ့အချိန်မှာသူဘယ်မှာရှိနေလဲဆိုတာမသိသေးပါဘူးအဲ့ဒီအချိန်မှာစနစ်ပြတင်းပေါက်တစ်ခုပေါ်လာပြီးသူ့ကိုကဘာတစ်ထဲကိုကျူဆိုပါတယ်စတင်ရန်ကိုနှိပ်လိုက်တော့အတန်တစ်ခုထွက်လာပြီးသူ့ကိုဖန်တစီကဘာထဲပြန်လည်မွေးဖွားလာတာဖြစ်ကြောင်းနဲ့သူ့ရဲ့အတိတ်မှတ်ဉာဏ်တွေကိုဖျက်ပစ်လိုက်ပြီလို့ပြောပါတယ်ဒါပုံမအားကောင်းတဲ့စွမ်းရည်တွေရဖို့အတွက်ကိုကျော်ကိုယ်တိုင်သဘောတူခဲ့ရတာပါကိုကျော်ကလည်းအံ့ဩသွားပြီးငါတိတ်ကဘာလို့ဒီလိုသဘောတူခဲ့မိတာလဲဆိုပြီးစဉ်းစားနေတော့အရှင်နေပြဇရာပွင့်လာပြီးသူရွေးထားတဲ့စွမ်းရည်တွေကိုပြသပါတော့တယ်သူ့မှာအစင်းမြင့်ဝိညာဉ်စင့်ခေါ်ခြင်းစွမ်းရည်ရှိတယ်လို့အစင်းတက်တိုင်းမှာလည်းအရှိခံခွန်အားတွေနှစ်စားတိုးပြီးမဲ့အစွမ်းလဲရှိနေပါတယ်ဒီစွမ်းရည်တွေကိုမြင်တော့ကိုကျော်ကစွန်းစားခန်းစဖို့တကယ်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်အဲ့ဒီလမ်းညွန့်အတန်ကသူ့ကိုအနီးဆုံးမြို့ကိုတွားပြီးစွန်းစားသူများအဖွဲမှာမှတ်ပုံတင်ဖို့ပြောပါတယ်လမ်းတစ်လျှောက်မှာကိုကျော်ကစနစ်အတန်ကိုမင်းကငါနဲ့အတူစွန်းစားခန်းနဲ့လိုက်မလားဆိုပြီးမေးလိုက်တဲ့အခါသူမှတ်ဉာဏ်တွေဖြတ်ခဲ့တာကိုပြန်မှတ်မိလာပါတယ်အဲ့ဒီအတန်ရှင်ဟာတကယ်တော့ပြန်လည်မွေးဖွားခြင်းဆိုင်ရာနတ်ဖျားမှမေဘူးဖြစ်ပြီးသူမနဲ့ရှိကြိုက်ခဲ့ဘူးလို့သူ့ရဲ့အစီခံအဖြစ်လိုက်ခဲ့ဖို့ကိုကျော်ကတောင်းဆိုခဲ့တာကိုသူမကလက်ခံခဲ့တာပါကိုကျော်ကသူ့မှာမှတ်ဉာဏ်မရှိပဲဘလို့များရှင်းနိုင်မလဲဆိုပြီးအံ့ဩနေသေးတာပေါ့သူမကိုအခုပဲစင့်ခေါ်လို့ရမလားမေးတော့သူမကကိုကျော်အနေနဲ့မော်အင်အားတွေပိုများလာပြီးအားကောင်းလာမှစင့်ခေါ်နိုင်မယ်လို့ပြန်ပြောလိုက်ပါတယ်နောက်တော့သူစွန်းစားသူများအဖွဲတဲကိုရောက်သွားပြီးအရှိကမော်ဆရာအနေနဲ့မှတ်ပုံတင်လိုက်ပါတယ်သူ့ရဲ့ဝိညာဉ်စင့်ခေါ်သူစွမ်းရည်ကိုတော့ရှိုးဝတ်ထားပါတယ်ဘာလို့လဲဆိုတော့စင့်ခေါ်သူဆိုတာဒီကမ္ဘာမှာအရန်ရှားပါပြီးဘရင်တွေတောင်သူ့ကိုရဖို့စစ်ပွဲတွေဆင်နွှဲနိုင်တယ်လို့မေဘူးကတတိပေးထားလို့ပါသူကအရှိခံအဆင့်ကနေစတင်ရပြီးတာဝန်10ခုဇက်တိုက်ပြီးရင်အဆင့်တက်မယ်လို့အဖွဲ့ကရှင်းပြပါတယ်ကိုကျော်ရဲ့ပုံမမြန်ဆန်တဲ့အလုပ်ကတော့အပြာရောင်စလိုင်းတွေကိုနှိမ့်နှင်းမှုပါသူတစ်သားတို့ချောင်းတစ်ချောင်းကိုယူပြီးမော်အင်အားနဲ့ဖြည့်ပြီးကွင်းပြင်ထဲကိုသွားပါတယ်အဲ့ဒီမှာစလိုင်း3កောင်ကိုတွေ့တော့မေဘူးကသူ့ရဲ့အဆင့်မြင့်စွမ်းရည်ဖြစ်တဲ့အကဲကက်မျက်လုံးကိုသုံးခိုင်းလိုက်ပါတယ်ဒီစွမ်းရည်ကရန်သူရဲ့အရှင်တွေကိုကြည့်လို့ရပြီးအဆင့်100အထိမြင့်တဲ့သူတွေကိုတော့ကြည့်နေနိုင်တာပါကိုကျော်ကစလိုင်းကိုမသေးစေခြင်းလို့ဒုံးနယ်ပဲတိုက်ပြီးအားနေအောင်လုပ်ကရင်မအောင်မွေးမြူလိုက်ပါတယ်ပြီးတော့ကရင်လို့နာမည်ပေးလိုက်ပါတယ်စင့်ခေါ်လိုက်တဲ့အခါကရင်ကကိုပိုင်စိတ်နေစိတ်ထားပါရှိလာပြီးပျော်ပျော်ရွှင်ရွှင်လှုပ်ရှားနေတာပေါ့သူတို့နှစ်ယောက်စလိုင်းတွေကိုဇက်တိုက်တိုက်ခိုက်ရင်ကိုကျော်ကလေးမော်အတက်ကိုတုံးလိုက်တဲ့အခါတစ်ချက်တည်းနဲ့အကုန်သေးကုန်ပါတော့တယ်ကရင်ကလည်းအရင်အားကောင်းလာပြီးကိုကျော်ရဲ့စင့်ခေါ်သူစွမ်းရည်ကြောင့်စင့်ခေါ်ထားတဲ့တပ်တော်တွေကအရှိခံခွန်အားတရားထက်တိုးရနေတာပါကိုကျော်ဟာဒီကဘာမှာတဦးတည်းသောအစင်းမြင့်စင့်ခေါ်သူဖြစ်နေတယ်ဆိုတာကိုလည်းသိလိုက်ရပါတော့တယ်မြို့ကိုပြန်လာတဲ့လမ်းမှာလှောင်အိမ်ထဲမှာပိတ်ထားတဲ့နတ်တငယ်မိန်းကလေးတယောက်ကိုတွေးပြီးဒီကဘာမှာကျွန်းစနစ်ရှိနေတာကိုသိသွားခဲ့ပါတော့တယ်ညဘက်တဲကိုခန်းမှာနားရင်အဆင့်တက်အောင်လို့စွမ်းရည်အသစ်တွေတင်ယူခဲ့ပါတယ်ကိုရောင်ဖြောက်စွမ်းရည်ကိုတင်ယူပြီးသူ့ရဲ့ခွန်အားတွေနဲ့စင့်ခေါ်သူစွမ်းရည်ကိုဖုံးကွယ်ထားလိုက်ပါတယ်။ကရင်ကလည်းအဆင့်မြင့်လာပြီးအရာမစလိုင်းကြီးဖြစ်သွားပါတယ်။တစ်ပတ်အတွင်းမှာပဲကိုကျော်ကအဆင့်မြင့်မြန်တက်သွားလို့လူတွေသတိထားမိလာကြပါတော့တယ်။အဲ့ဒီမှာအဆင့်မြင့်စွန်းစားသူကံကောင်းကသူ့ကိုအဖွဲထဲဝင်ဖို့လာခေါ်ပေမဲ့ကိုကျော်ကကဲကဲမျက်လုံးနဲ့ကြီးလိုက်တော့ကံကောင်းမှာလူသက်သမားဆိုတဲ့ဘွဲတူးရှိနေတာကိုမြင်ပြီးညင်းလိုက်ပါတော့တယ်။ကံကောင်းနဲ့သူ့အဖွဲကကိုကျော်ကိုတက်ဖို့စီစဉ်ပြီးရဲတိုက်ပြက်ကြီးမှာတိုက်ဖို့ရှိန်ပေမဲ့ကိုကျော်ကသူတို့ကိုအလွယ်တကူအနိုင်ယူပြီးစွန်းစားသူများအဖွဲ့ကိုအလိုက်ပါတယ်နောက်တော့သူအနက်ရောင်ဝိညာဉ်စစ်တရေဂျစ်တူးနဲ့တွေ့ပြီးရှင်ပြန်တိုက်ခိုက်ပါတယ်ကိုကျော်ရဲ့ခွန်အားကိုမြင်သွားတဲ့ဂျစ်တူးကသူ့ကိုအတိမတ်ပြုပြီးစင့်ခေါ်ခံအဖြစ်ဝင်လာပါတယ်ဂျစ်တူးကအရင်တုန်းကလူသားစစ်သူရဲကောင်းတယောက်ဖြစ်ပြီးသူ့နိုင်ငံအတွက်ကလစ်စားချေချင်နေခဲ့တာပါကိုကျော်ကအဆင့်တက်သွားပြီးဂျစ်တူးပါအဖွဲထဲပါလာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့အဖွဲခေါင်းဆောင်ဦးဝင်းကကိုကျော်ကိုအရှားကဘာကလာသူဆိုတာသိသွားခဲ့ပြီးသူ့ရဲ့စင့်ခေါ်သူအမှန်ကိုပါရိပ်မိသွားခဲ့ပါတော့တယ်ဒါပေမဲ့ဦးဝင်းကရန်သူမဟုတ်ပဲလူယုံမှကံကောင်းကိစ္စကိုဖြေရှင်းပေးလို့ကျေးဇူးတင်ပြီးမိတ်ဆွေဖြစ်ရှင်နေတာပါဦးဝင်းကမိစ္ဆာပြင်းပြန်လာတော့မဲ့တဲ့င်းနဲ့တရဝါဆိုးတွေအားကောင်းလာနေလို့မြို့ကိုကာကွယ်ပေးဖို့တောင်းဆိုတာကိုကိုကျော်ကလက်ခံလိုက်ပါတော့တယ်။နောက်ပိုင်းမှာကိုကျော်ကကျွန်းစည်းကိုသွားပြီးကျင်းစာတင့်နေတဲ့နတ်တငယ်မိန်းကလေးအီအီကိုဝယ်ယူကတန့်စင်သောဆူတောင်းတဲ့ကျင်းစာကိုဖယ်ရှားပေးခဲ့ပါတယ်။အီအီကကျေးဇူးတင်လွန်းလို့ကိုကျော်ရဲ့အဖွဲထဲဝင်ပြီးအရန်တော်တဲ့လေးတီတော်တယောက်ဖြစ်လာခဲ့ပါတယ်။ကိုကျော်ကသူတို့အဖွဲ့ဝင်တွေရဲ့တိုက်ခိုက်ပုံကိုဝေဖန်ပေးပြီးတိုးတက်အောင်လမ်းညွှန်ပေးပါတယ်။ထွန်းထွန်းဆိုတဲ့တယောက်ကိုလည်းသူ့ရဲ့ထူးခြားစွမ်းရည်တွေကိုမဖုံးထားပဲသုံးဖို့ပြောလိုက်တော့ထွန်းထွန်းကသူ့သားကိုနှစ်ချောင်းခွဲပြီးဓာတ်နဲ့လက်သုံးတိုက်ခိုက်ပြပါတော့တယ်ထွန်းထွန်းတို့အဖွဲ့ကကိုကျော်ကိုဝိုင်းတိုက်ကြပြီးမိုးသူက
ရေခဲကျောင်းတော်ဆိုတဲ့ရေခဲတိုင်ကြီးနဲ့ကိုကျော်ကိုရှုပ်လိုက်ပါတယ်မြက်မြကလည်းသူမရဲ့အပြင်းဆုံးနောက်လိုက်ကိုစင့်ခေါ်ပြီးတိုက်ပါတယ်ကိုကျော်ကတော့မြေရုပ်တုတွေကိုခေါ်ပြီးအရှင်ဝယ်ခိုင်းကမော်ပညာအသစ်တစ်ခုကိုဖန်တီးလိုက်ပါတယ်တာမန်ဆိုရပောင်းများစွာဂျားမဲ့မော်ပညာကိုကိုကျော်ကအပြိုင်လှုပ်ဆောင်ခြင်းစွမ်းရည်ကြောင့်ချက်ချင်းပြီးသွားပါတယ်သူကရေခဲတွေကိုဖျက်ဆီးပြီးလွတ်မြောက်လာကဆုစုနဲ့မြမြတို့ကိုခဏလေးနဲ့အနိုင်ယူလိုက်တာပါနဂါးနဲ့တိုက်ခိုက်တာကိုလည်းပြစ်ချလိုက်ပြီးထွန်းထွန်းကိုလည်းလက်တီတစ်ချက်ထဲနဲ့အပြက်အသက်နိုင်လိုက်ပါတယ်ထွန်းထွန်းပြန်လို့လာတဲ့အခါမှာကိုကျော်ကသူတို့ကိုကယ်ခဲ့တဲ့သူမှန်တီးသွားပြီးကိုကျော်ကိုဆရာလို့ခေါ်ကရှုံးနေမှုကိုလက်ခံလိုက်ပါတော့တယ်ကိုကျော်ကသူတို့ကိုလေ့ကျင့်ခန်းအနည်းနဲ့ရေကူးဝစ်စုံဝစ်ကပင်လယ်လှိုင်ကူးထဲမှာလေ့ကျင့်ခိုင်းခဲ့ပါတယ်အဲ့ဒီမှာအေယာမရေပွဲကြီးတစ်ကောင်နဲ့တိုက်ခိုက်ရပြီးကိုကျော်ကဘေးကနေလမ်းညွှန်ပေးနေပါတယ်သူတို့နိုင်သွားတဲ့အခါကိုကျော်ကဒီတက်ပို့ပြီးတိုးတက်ဖို့လိုကြောင်းမဟုတ်ရင်မိစ္ဆာဘီရင်ကိုနိုင်မှာမဟုတ်ကြောင်းပြောလိုက်ပါတော့တယ်ပြီးတော့ကိုကျော်ကငကားကိုကိုယ်တိုင်ကင်တွယ်ဖို့ထွက်သွားခဲ့ပါတယ်နောက်ပိုင်းမှာသူတို့အဖွဲ့အနောက်ဘက်တိုက်ကြီးကိုတွားဖို့တင်းမောတက်ကြပါတော့တယ်ကိုကျော်ကဂျစ်တူရဲ့နိုင်ငံကိုဖျက်ဆီးခဲ့တဲ့နတ်တငယ်တွေအကြောင်းသိလိုက်ရပြီးဂျစ်တူကိုကူညီဖို့ဆုံးဖြတ်ပါတယ်အဲ့ဒီအချိန်မှာဘရင်မကြီးကခေါ်လိုက်လို့ရဲတိုက်ကိုတွားတဲ့အခါဂျပန်စတိုင်နဲ့စင်တူရာကိုတွေ့ရပါတယ်ဘရင်မကြီးကတပြားရင်းနဲ့ငကားကိုနှိမ်နှင်းပေးလို့ဆူလက်ပေးခြင်းတဲ့အခါကိုကျော်ကထမင်းကိုပဲတောင်းပါတယ်ဘရင်မကြီးကလည်းတသက်စာရေးခါပေးလိုက်လို့ကိုကျော်တယောက်ပြပြကြီးစားတော့ပါတော့တယ်နောက်ပိုင်းမှာမေဖူးကကိုဘွားခန္ဓာကိုယ်နဲ့ဆင့်ခေါ်လို့ရပြီလို့ပြောလာလို့ဆင့်ခေါ်လိုက်တဲ့အခါသူမရဲ့နဖျားမအစင်းတရံနဲ့ပေါ်လာပါတယ်မေဖူးကကိုကျော်ကိုတိုက်ခိုက်မှုတစ်ခုကိုကာကွယ်ပေးနိုင်တဲ့ကောင်းကြီးပေးတယ်လို့တိတ်ဆုံးပြီးသားသူတွေကိုသူရဲ့ကောင်းအဖြစ်စစ်ခွန်နိုင်တဲ့စွမ်းအားတွေပေးပါတယ်ကိုကျော်ကမော်အင်ရကုံသုံးပြီးဆင့်ခေါ်လိုက်တဲ့အခါရီဆိုတဲ့မိန်းကလေးတစ်ယောက်ပေါ်လာပါတယ်သူမကအရင်ဘဝကယောဂနဲ့တိတ်ဆုံးခဲ့သူဖြစ်ပြီးကိုကျော်ရဲ့အဖွဲထဲဝင်ကကိုကျော်ကိုအကိုလိုအဖေလိုအားကိုးလာခဲ့ပါတယ်ရီတဖြည်းဖြည်းတွတ်တက်လာပြီးကျူးကျော်သူတွေကိုလည်းနိုင်ယူပြနိုင်လာပါတယ်အဲ့ဒီအချိန်မှာစစ်ပွဲတွေဖြစ်ပေါ်လာခဲ့ပြီးကိုကျော်ကိုနတ်တငယ်ရွာကိုကာကွယ်ဖို့အစစ်မြစ်တာဝန်ပေးလိုက်ပါတော့တယ်တိုက်ပွဲမှာကိုကျော်တို့အဖွဲ့ကရန်သူတွေကိုတားဆီးနိုင်ခဲ့ပြီးရီကအစစ်မြစ်တတဝါဆိုးကိုတော့နိုင်ခဲ့ပါသေးတယ်စစ်သူကြီးကိုနဲ့ကိုကျော်တို့တိုက်ပွဲမှာလည်းကိုကျော်ကနိုင်သွားပြီမယ်ကိုကတော့ထွက်ပြေးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဘရင်ကကိုကျော်ကိုအမြင့်ဆုံးအဆင့်စွန့်စားသူအဖြစ်တရားဝင်သတ်မှတ်ပေးလိုက်ပါတယ်ကိုကျော်ကတော့ပူပြင်းနေတဲ့တိုက်ပွဲတွေကိုရင်ဆိုင်ဖို့စိတ်လှုပ်ရှားနေရင်းနဲ့ပဲသူ့ရဲ့စွန်းစားခန်းကဆက်လက်ရှိနေအောင်မှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုတော့ဒီမှာနေမဲ့အဆုံးသတ်ခွင့်ပြုပါခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့ဦးเนาะကျွန်တော်ကတော့ JB ဖြစ်ပါတယ်အပိုင်းအသစ်နဲ့တူပြန်တွေ့ကြတာပေါ့